တွေများတော့ခုဆိုနေတာတကြားဖြစ်နေပြီမို့လို့ငါရဲ့ဘေးကထွက်သွားပါတခါလေဒီရနေလဲဘုံမဆက်ပဲငါနေနိုင်အောင်ကြိုးစားအခန်းငယ်လေးရဲ့ထောက်မှာကျွန်တော်တယောက်ထက်အသေးတွေကွဲတော့ဆွေးတချင်းတွေအတန်ကုန်ဖွင့်ရင်လည်းချက်ကျိုးလေးတော့ဖြတ်ခတ်သွားရောစက်ကမရတော့တဲ့တန်ရောစင်တို့ဖြတ်ခတ်သွားပေါ့တက်တာပြလို့အချိန်နောက်ထပ်တစ်ခေါက်မတွေ့တော့ဘူးငါငါမင်းကိုမလွမ်းကျင်တော့ဘူးကလေးဝချွေးရှိရင်ကြည်တော့ချစ်တာတွေရောမြစ်တာတွေရောရအောင်မင်းကိုပေးခဲ့ပြီးစေအတိတ်ချောင်းလေးပြောရင်နေဆွေငါတဲ့ကွယ်ချင်နေခဲ့ရဲ့တေတောင်းလေလမ်းတွေပြောင်းစင်သူပြောပါစေတခြားသောအရာမှလေးကိုတောင်းရင်လည်းငါချိန်မိပြီးတော့မင်းကိုမေးတန်ရောစင်အောင်ကျိုးလေးတကူမပြတ်နိုင်သေးလို့ခိုးရီဆွေမတရားတွေပြန်တွေ့ရင်လည်းချိန်ကိုရတဲ့ရက်တွေအပြည့်ရှေ့ဆက်မဖြစ်နိုင်တော့လေဒီဘဝအတွက်တော့ဝေးပြီကလေးစစ်လိတ်ကိုတစ်ချက်ပွားဆိုင်နေခံချင်နဲ့လွမ်းတာမိတယ်မေပြောတဲ့တရားနဲ့ဖြေလဲမရတော့တာတေချာတည်တယ်ဒါကြောင့်ငါချိန်စာထိဒီဘဝအတွက်တော့ဝေးနာမိဖယားပေါ်ရောက်ရင်လဲငါမင်းနဲ့လေးကိုသွားလာချင်မေရှိမလားလို့တွေးစိတ်ကတင်ငါမိအဆွဲလန်းကြည့်တဲ့ငါဘဝကိုငါပြန်ပြီးစိတ်နာမိတဲ့ချစ်ရဲ့ဒီလောကကြီးငါရှုံးပေးလိုက်ပါပြီ Hey ငါမင်းကိုမလွမ်းချင်တော့ဘူးလေဝချွေးရှိရင်ချစ်တော့ချစ်တာတွေရောမြစ်တာတွေရောကြာလို့မင်းကိုပေးခဲ့ပြီးဆွေတဲ့ချောင်းလေးပြောရင်ရှင်နေဆွေငါတဲ့ခွေချင်နေခဲ့ရတွေ့တော့လေလမ်းတွေပြောင်းစင်သူပြောပါစေချာတော့ရမှာဟေးငါမင်းကိုမလွမ်းချင်တော့ဘူးကလေးဝချွေးရှိရင်ကြည်တော့ချစ်တာတွေရောမြစ်တာတွေရောရအားလုံးမင်းကိုပေးခဲ့ပြီးစေအတိတ်ကြောင့်လေးပြောရင်နေဆွေငါတဲ့ကွယ်ချင်နေခဲ့ရဲ့တွေ့တော့လေလမ်းတွေပြောင်းစင်သူပြောပါစေတခြားသောအရာမှရတဲ့ခွက်ကိုတောင်းရင်းနဲ့ငါချိန်မိပြီးတော့မင်းကိုမေးတန်ရောစင်အောင်ကျိုးလေးတွေကိုမဖြတ်နိုင်သေးလို့အခုဒီဆွေမတရားတွေပြန်တွေ့ရင်လည်းချိန်ကိုရတဲ့ရက်တွေအပြည့်ရှေ့ဆက်မဖြစ်နိုင်တော့လေဒီဘဝတော်တော်ဝဲပြီးခလေး